Hi guys ကျွန်တော်နာမည်ကလီဂျေးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့200 subscriber ပြည့်သွားရင်ကျွန်တော် Minecraft ထဲမှာပါတဲ့ mod တစ်ခုဆော့ပြသွားမှာဖြစ်ရတယ်ခင်ဗျာအဲ့ mod ကတော့ရှေးပေါ်မှာပါဒါပေမဲ့ဘေးနားမှာကျိုးနေရှိရဆိုပေမဲ့အဲ့ရှေးရဲ့နေရာအတိုင်းပဲနေရမှာပါအဲ့ရှေးပေါ်မှာပဲအသက်ရှင်နိုင်ပြီးတော့ကုန်းပေါ်မှာအသက်မရှင်နိုင်ပါဘူးခင်ဗျာကုန်းပေါ်မှာနေချစ်ချင်းတည်သွားမှာဖြစ်ပြီးတော့ကျွန်တော်ပြည့်စည်တဲ့အကုန်ဆုံးရှုံးသွားမှာဖြစ်ပါတယ်ကျွန်တော် survival mod နဲ့စော့တာဖြစ်တဲ့အတွက်ကျွန်တော်ဆော့မျောပေးကြဖို့အားလုံးကိုမြစ်တာရက်ခံရပါတယ်ခင်ဗျာကျွန်တော်အိမ်မှာဆိုရင် farmရပြီးရင် sheep တို့ pig တို့ cow တို့အဲ့လိုမျိုးလေးကြရယ်နောက်ပြီးတော့ကြတော့အလဲမှာဆိုရင် enchanting room ပါတဲ့လေကွင်းရဲ့အလဲမှာရှိတဲ့ဒီဘလို့ခေါ်လဲဗျာအဲ့ဒါမေးတယ်အဲ့မှာဗာလဲပန်ကာကြီးပါတယ်ဗျာအဲ့ပါတို့ mod တွေစောရင်အဲ့ဟာအမြဲထည့်ကြတာအဲ့ဟာကြီးတစ်ခုရယ်ဒါကြတော့နောက်ကြရင်အဲ့ညမှာ netherite armor အပြည့်စုံရအောင်လုပ်အောင်လိုက်ခင်ဗျာအဲ့တော့200 subscriber ပြည့်ရင်အဲ့ဒါကိုတော့ stream မှာဖြစ်ပါခင်ဗျာအဲ့အတွက်တော့စောင့်မျှော်ကြည့်ကြဖို့ဒီတိုင်းရခံရပါခင်ဗျာဒီဗီဒီယိုကတော့ဒီလောက်ပါခင်ဗျာအားလုံးဒီချုပ်ကန်စားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ဆုံပါခင်ဗျာနောက်ပြီးတော့အထူးပြောချင်တာ subscribe button လေးကိုနှိပ်ပြီးတော့ like လေးကိုလည်းနှိပ်သွားကြဖို့မြတ်တာရက်ခံရပါတယ်ခင်ဗျာအားလုံးပဲ bye bye